ဒါကတော့ကျွန်တော်ရဲ့မိန်းမနဲ့သူ့ရဲ့ရည်သားဟောင်းလို့ဖြစ်ပါတယ် ပြန်လာလေးပြပါဒါကြတော့နေစီမျိုးပါဒါကြတော့ကျွန်တော်ရဲ့တငယ်ချင်းသူ့ရဲ့ရည်သားဟောင်းမောင်ဖို့ပြုံးပါဒီမှာတောက်စားပြီးတော့ကျွန်တော်တောက်စားပြီးတော့ဘာညာပေါ့ဒီမိုးနဲ့ဟောတရားပြန်လာကြပါရဲ့ဟုတ်တယ်ဒီမှာနွေးတဲ့လေးနဲ့ဒီဘက်ဆိုလည်းတော့မလို့ပါဒါပေမဲ့တကယ်ချင်းလေးပါအောင်လို့တော့မလေးပြန်မယ်လားတီးလို့ကောင်းခဲ့မလားဒီလောက်ကြတီးလို့ကောင်းခဲ့မလားအပြောမရစဘူးပြောချင်ဟိုတရားပြန်လာမလားဟိုတရားပြန်လာကြအောင်လားဘယ်လိုထင်လို့မင်းတို့ဟာရာပြေအခုမှပြန်လာမှမဟုတ်တာတနေရာနေတခြားတော့ပြီးမှပြန်လာတဲ့အနေထားတွေစစ်တယ်မင်းတင်ကြီးရှိတော့မလုပ်ဘူးအဲ့တော့ဘယ်ပြန်လာပြောကြည့်လိုက်လေတာချီဘယ်ပြန်လာတော့ပြန်လာပါပြီကျွန်တော်တွေ့လို့ဒါတော့လိုက်ပေါ့နော်ကဲအားလုံးပဲဘယ်သူမှလည်းဆိုရင်တော့တွေ့ပြီးမြင်တော့ပါလိမ့်မယ်ဒါတော့ကျွန်တော်တငယ်ချင်းလေးပါတငယ်ချင်းလေးပါဒီမှာပြမယ်ဆိုလည်းအားဖြည့်ချလိုက်အကောင်းပြောဘာဖြည့်ချမှာဒီမှာအကောင်းပြောဖြည့်ချလိုက်ပါမယ်ဟုတ်ပါတယ်မင်းရဲ့ပြောတဲ့ဟာလည်းမမအောင်ဖြည့်ချလိုက်ပါတယ်ငါဖြည့်ချခဲ့ရတော့ဖြည့်ချလိုက်ပါမယ်ဖြည့်လိုက်အကောင်းပြောမင်းချင်းတို့လည်းမဟုတ်ဘူးငါတင်တော့ငါသွားတာ तू ကသူ့တင်နေတော့ဆုံးစမ်းတာငါဝဲကြီးကငါအကူစီဒီတော့ပို့လာတတိယဖြစ်သွားပါနေရောက်ကဒီတော့မဟုတ်ဘူးငါဘက်ကမင်းကလိုင်းကားနဲ့သွားတာကြုံလို့ပြန်ကသူ့ဆန်ကနေလိုက်လာတာပြန်ကဒီကိုဝင်လာတာမင်းထင်တယ်လို့ပဲဟိုတရားနေပြန်လာဟိုတယ်တော့မသွားသေးဘူးတော့ကြီးမင်းစိတ်တော့မရုပ်ပဲနဲ့ဆိုတယ်ကွာမင်းကငယ်နဲ့ပေါင်းလာတာဒီချက်လာကြီးပြီမင်းကငယ်နဲ့ပေါင်းလာတာဒီမှာတပည့်လူဆိုတော့တုံးလို့ပေါ့နော်ဒါပေမဲ့တရားထဲသားမလို့ဘာမှတော့မလုပ်တော့ဘူးမင်းတို့စိတ်ကမရုပ်ပဲအောင်ပြအေးငါစိတ်နဲ့ရုပ်ပဲနေရပါကွာမင်းလုံးနေတာသူများမိန်းမကွာမင်းလုံးနေတာသူများမိန်းမသူနဲ့မင်းလုံးနေတာငါမိန်းမအေးဘာသာမေးပြအောင်ပြောဘာသာမေးပြအောင်ဘာသာကျိုးရှိအောင်ပြခိုင်းလိုက်တော့သူတို့ကဘာသာကျိုးရှိအောင်တော့ကွာပြီးတော့ဆိုတယ်ဘာလို့တော့မေးကြည့်လိုက်မမေးတော့ပါဘူးမင်းကငါ့ကိုဇွတ်လို့ခိုင်းတော့မင်းလုံးနေတာကွာရှင်းပြီးသားလောက်မင်းပြောကြည့်လိုက်ငါကွာရှင်းပြီးသားငါဘာမှတော့ပြောကြည့်လိုက်ဘယ်မှာပြဘယ်ဆယ်ရွက်နဲ့ပြငါ့ကိုဆယ်ရွက်ထုတ်ပြလိုက်ငါဆယ်ရွက်ထုတ်ပြလိုက်ရှိတူလေးနင်းနဲ့လည်းပြပြီးသားငါကခုမှမဲလာလာသွားမယ်လားလက်လေးဆွဲလိုက်ပါလက်လေးဆွဲလိုက်ပါဦးလက်လေးဆွဲလိုက်ပါလက်လေးဆွဲပြီးတော့လိုက်ကြပါလက်လေးဆွဲပြီးတော့လိုက်ကြအောင်ထိုးပိုးလေးနဲ့ငါဗီဒီယိုရိုက်တိုင်းတော့ငါလောက်တဲ့ဖြစ်နေအောင်ငါဘာမှကုန်လို့ရသေးဘူးဟုတ်ကဲ့ပါလုံရပါနော်အိမ်တော်တဲ့တယောက်နဲ့လူမျိုးလေးတယောက်နဲ့တူလျှောက်သွားနေတာကလေးပြလုံနေဆိုတော့လုံနေလို့ပဲမပေးလိုက်ပါဘူးမင်းကလည်းငါကမင်းတည်းအတိုင်းပဲမင်းတို့အကလည်းမင်းကတငယ်ချင်းဟာယူကွာမင်းရရတယ်ဟာယူငါကလည်းပြလုံးနဲ့အကောင်းပြောတာမင်းကြည့်လိုက်အကောင်းပါလားရကိုတော့မလာတာလေအရင်နဲ့ထွက်လာတဲ့ပုံနဲ့လေတရားမလို့ကြောင်းမင်းကပြောပြတယ်ဆိုပြီးတော့ကြပါတော့နှစ်ယောက်တည်းဆိုင်ကဒီနဲ့လာတာတော့မှဒီနေထားနဲ့နှစ်ယောက်တည်းဆိုင်ကဒီနဲ့လာတော့မှဘယ်မှမတော့ဘာမှမလုပ်သေးဘူးဆိုရင်တော့ငါဘာရှင်းနေမှာမင်းအောင်ငါဘာလာရှင်းနေတော့မနဲ့ဘာရှင်းနေတော့ဒီကိစ္စကိုရှင်းနေတော့မင်းစကားအေးစီပြောနေရတယ်မင်းကလိုချင်တယ်ဆိုပြီးရှင်းနေတာလားဖြတ်ပြီးဆိုပြီးရှင်းနေတာလားရှင်းပါဦးမင်းကငါတလူလက်ဘူးလက်ချက်တွေ့တော့ပျော်နေရမှာလားပျော်ပြရမှာလားမိုက်ပါဆိုပြီးတော့တင်လိုက်ငါလူကပြည်မနာကိုသွားပြီးပြန်လာပဲရှင်ငါတင်နေသွားတာကြီးပြည်မနာသွားတယ်ဒီပြင်လူတွေသွားရမရှိရေးအောင်နဲ့သွားတာပေါ့အဲ့လိုမျိုးဟုတ်ကဲ့ပါလမ်းမှာခါလေးဖတ်ပြီးတော့တအားပြောစရာကောင်းတာပေါ့တော့ကြပါတော့အခုလေးဆိုင်ကလေးနဲ့ဖတ်ပြီးပြန်ကြမောရင်ဗီဒီယိုရှေ့သွားလိုက်မယ်ရှေ့သွားကြည့်ရပြင်းရဖြစ်နေလိမ့်မယ်တင်လိုက်နော်ဘာမှမဖြစ်ဘူး
ဖြစ်ပါနဲ့မင်းကလေးနော်ဘာအချက်မှမရှိတော့ငါတိပြီးသားလေခုငါတိသွားပြီ တစ်ဖက်သားကိုသွားပြီးပြဿနာတော့မရှိ ဘာပြဿနာမှကိုငါမရှာသေးဘူးဒါဘာပြဿနာမှမရှာသေးဘူးရှာနေတာနော်ရေရှာနေတာကိုကကိုပြဿနာရှာနေတော့သူထောင်နှခမ်းနေနေဆိုအတွေးခေါ်နေတော့တရားမှမသိကြဘူးဒီလားထောင်နှခမ်းနေနေကြဒါတော့မှတရားရဲသားမလို့မဟုတ်ရင်ငါတပြင်းကောက်တော့ငါကြိတ်ပြီးသွားတော့ငါပြောပြီးသား ပြောမယ်အကောင်းပြောမင်းကြိုက်တာရိုက်အကောင်းပြောမင်းတော့ရိုက်ဖို့ယူလာလား ဒီငါမင်းတပြင်းကောက်တော့ငါကြိတ်မှာတကယ်မင်းတပြင်းကောက်တော့ကြိတ်မှာနေပြီးတော့အကောက်တော့ငါကြိတ်မှာကွာမင်းနဲ့အခုတော်ပြီးသားမလားအေးနေပြီးတော့ရောက်ရင်နောက်တစ်ကောင်ရှိသေးတယ်အဲ့ကောင်ဆိုငါကြိတ် ပြရတော့ငါမသိဘူး အေးငါအဲ့ကောင်ဆိုကြိတ်မလို့ကူက ငါ လား ပြောတာမင်းကငါအကောင်းပြောမင်းကငါအကန်ရှင်းကြည့်လိုက် မင်းကငါဘာကန်ရှင်းချင်လား အေးအကောင်းပြော ဘာကန်ရှိတာပြောကြည့်ပါ မင်းငါဆောပြောပြီးသား သူငယ်ချင်းချင်းမှာဘာကန်ရှိတာမလို့ကြားတယ်မှာဘာကန်မှမရှိဘူးလေဒါပေမဲ့ရှိလာတာမင်းကလာရှိနေတာမင်းကဒီမှာ ငါရှိတာတော့ ဟာပဲဒီကောင်မမင်းကွဲပြီးတော့လာမင်းမေးကြည့်လား ကွဲပြီလေ အေးစာချုပ်ပြအေးစာချုပ်ပြ ဒီငါနဲ့ဆက်ရဝေးလိုက် နေလာလုံးညာနော်နေလာလုံးညာနော် ငါနဲ့ဆက်ကြပေးလိုက်ပြီလားနော်ကြည့်တူလဲ တရားရုံးမှာတော့ပြောနေကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ရွာထဲမှာနေအမျိုးလက်မှတ်ထိုးခံရောကွာလို့နေပြောရလား နေရောထိုးပြီးလားနှစ်ယောက်တော့ထိုးပြီးလားအဲ့ဒါကြောင့်နေသွားလေ အေးဒီငါမှလည်းမရှိတော့ဘူးလေ အေးဘယ်ရောက်ကတော့ပြော ငါမှမကွာချင်တော့မကွာချင်တော့ငါအဲ့ဒီနေမှာဖြစ်တယ် ဒီတော့တန်ငါတို့ဒီတော့ပေါ့ပြီးမနောက်သွားပြန်လာ โอเคကျမတို့တော်တဲ့ပုံစံလေးရဒီလိုလေးပါရှစ်ဆရာလေးပါအဲ့ဒီလက်ရှိပြည့်စုံတဲ့ခဏလေးနဲ့ဆိုင်လာပြန်မစင်ပြန်လို့ ဒီကျင်းလိုက်ကြလား လိုက်ခဲ့မယ်လေလိုက်ခဲ့မှာလိုက်ခဲ့မှာဒီရဲ့မလားဘူးတရားရုံးကတော့မလို့တရားရုံးကတော့တရားရုံးမှာလိုက်ကွာမယ်ကွာမှာဆိုရင် လူကြီးကိုလိုက်ကြလားတရားရုံးသွားမှာ တော့နေရာနေကြတဲ့နေရာတော့တော့မဲရှေ့ကနေကာကွယ်ပေးနေပါလေသူရဲ့ရည်သားလေးကိုရန်အောင်ချစ်ကြကောင်းတော့ကျွန်တော်ရဲ့ဇနီးလောင်းလေးပါဇနီးလောင်းမဟုတ်ပါကျွန်တော်ရဲ့ဇနီးဟောင်းလေးပါဒါကတော့အလားရအောင်ပြင်ပေးထားပါလေချစ်သူတို့ကြာအလုံးပေးဆက်သွားပါလေကိုကိုရှစ်ပါလေကိုကိုရှစ်ဆုံးပါဆိုတဲ့သူကလည်းတစ်ချိန်မှတစ်လုံးမျိုးနောက်တစ်ယောက်စီကိုအေးဆေးလေးပြန်มาသွားပြီဆိုတော့အလုံးမပေးထားကြပါ ပြီးဆိုရင်ဒီဘာဖြစ်ရှင်နေအောင်ပြောစမ်းမှာငါ့ ဖြစ်ရှင်ပါဘူးပြောပြချင်တာပြဿနာလူတွေကဘာပြဿနာဖြစ်လို့ကွဲလဲဆိုတော့လူတွေအလုံးသိချင်တာအဲပြဿနာရဲ့ရင်းမြစ်ကဒါဆိုတော့သိအောင်လည်းငါပြောချင်တာပြဿနာကဖူတောင်းပြီးအိမ်တော်ရဲ့ဖောက်ပြန်နေရလည်းမဟုတ်ဘူးနင်းပေါ်နေတိုင်းပြစ်မှာပြီးမရိုင်းနေရလည်းမဟုတ်ဘူးတောက်စားနေရလည်းမဟုတ်အဲဒါတွေကမှနေရသွတ်တွေကွာကျင်တာကိုဘာကြောင့်လဲဆိုတော့အကြောင်းပြချက်ငါလည်းရှာနေရမတွေ့ခဲ့လို့အခုတော့အကြောင်းပြချက်ဘာလဲဆိုတော့အကုန်လုံးသိအောင် အေးသိယူမလား သိသွားပြီ သိခနေ သိသွားပြီကွာပေးလိုက်မယ်လို့သွားခေါ်လိုက်လူတရားရုံးနဲ့ဆင့်ခေါ်လိုက် တရားရတဲ့စခေါ်မှာမလူကြီးကိုနေလာခဲ့လိုက်ကြွားပေးလိုက်ခါတယ် ကွာပေးမှာပေါ့နေရာဒီမှာနောက်ထပ် အေး နောက်ထပ်ကရသွားပြီ အေးကြွားပေးလိုက် လူရဲ့စိတ်တက်တာပြောင်းနေမြန်ပါလား ပြီးလားရိုင်းလို့ပြီးလား ရိုက်ထားမှာတော့မပြန်မရှင်နောက်ဆိုင်ကလေးပေါ့အတူတူနင်းတော့တော့လေလာရအောင်ပါမပြန်မရှင်ငါရိုက်ထားမှာနော်တော်ကြဆိုင်ကလေးတစည်းနဲ့လာရင်ချင်းနေကြအောင်ဆိုလို့တစည်းနဲ့အတူတူသွားလာနေဆိုတော့သိအောင်လို့ဆိုင်ကလေးပြန်တော့တက်ရအောင်ပါမပြေဘူးဟုတ်ကဲ့လားဆိုင်မှာလေတော့ပြန်ကြလေလို့တော့ပြန်ကြတော့ကျေးဇူးတင်ပါတယ်လို့တပတ်လုံးသားကျင်းထည့်ပေးခဲ့လို့ညီလေးတို့လည်းနောက်ကိုကြီးကိုလက်စင်ယူပါကွာမိမတရားရေးစိတ်ကဘယ်လိုရှိလဲဆိုတော့ကိုကြီးပြလာတယ်ကိုအားတော့ကိုကြီးဇနီးလေးပေါ့နော်3နှစ်ကြာတူတွဲလာပြီးတော့အိမ်အောင်တက်တစ်နှစ်ခွဲရှိတော့တယ်ကျွန်တော်ရဲ့မိမပဲဖြစ်ပါတယ်ဒါလေးနဲ့နေပြီးတော့တူတူသွားကြပါလေနေပြီးတော့ဘယ်ဟိုတယ်လဲဆိုတော့ကျွန်တော်လည်းထည့်မပြောတော့ပါဘူးဒါတော့ကျွန်တော်တငယ်ချင်းပါကြီးတောင်းလေးပါ မင်းငါပြောပါလေရှင်းနေပြီ ရှင်းလိုက်ပါမင်းပါရှင်းကြတော့မင်းရှင်းကြီးသားဆိုရင်မင်းကြက်တယ်လို့ရှင်းသွားလို့ရကိုကအိမ်အောင်တယ်ကြီးကွာတော်တယ် ဘာမှနေလို့တော့ ဘာမှနေလဲဆိုရင်တော့ကိုကပဲတည်မှာပေါ့ငါဘလို့တည်မှာမလို့ဘာလို့ခဲ့တယ်ဘယ်တော့ခဲ့တော့မလို့အတည်ဆုံးနေမရလေဒါတော့တငယ်ချင်းမှာဒါတော့သူ့ရဲ့ကြီးသားလေးကျွန်တော်ရဲ့ဇနီးလေးပေါ့ကိုတော့ပြဿနာရဲ့အရင်မြစ်ကိုအားလုံးလည်းတည်ပေါ်ထင်ပါတယ်ပြန်ကြတော့လေမလို့ကတယောက်တစည်းလာမှမဟုတ်ပဲတစည်းတည်းလာတဲ့အောင်ဘာကြီးတိုင်းပြန်တော့
ဒီဆိုင်ကမြင်းဆိုင်ကလည်းထည့်နေဦးဒီဆိုင်ကလည်းလာမို့ပါဦးဒါတော့ကျွန်တော်ဆိုင်ကပါဟိုတစီတဲ့နဲ့လာတာပါဒီမှာပါဟိုပုံစံဒီပုံစံနဲ့ဟိုအလုံးမလို့ဒါမလို့လို့ဒါလုံးလို့ထားလုံးနေပါတယ်တပြည့်ပြည့်နဲ့အလားရမ်းပြင်ထားပါတယ်နောက်ထပ်ဘယ်အစ်အတွက်ဒါပဲကျွန်တော်ရဲ့သနီးလေးပါနောက်လူလက်ထဲမှာလည်းလာနေပါတယ်လာပါတယ်ဖောက်ပြန်တာလည်းမေတူသမီးဆိုတာပြောလို့ပါတယ်မင်းနဲ့အိမ်တော်ကြသွားရင်လည်းနောက်ထပ်ဖောက်ပြန်တော့မှာပဲအဲ့ဒါတော့ငါအမခံနေမင်းနဲ့မို့ဘယ်ကောင်နဲ့ကြဒါဗီဇပါလာလို့စီတူလင်းငါတိခါလာမစော်ကားနဲ့တော့စီတူဟုတ်ပါတယ်ငါစော်ကားနေဆိုစိတ်ထားတယ်တော့ပြန်ကြတော့လေငါတို့ပြန်တော့ဆိုင်ကဒီနဲ့ပြန်တော့ငါရိုက်ရှင်လို့ကိုထပ်ပြီးတော့ကင်ထားတာငါဒီဗီဒီယိုအဲ့ဒီမဖြစ်ဘူးအစားဆုံးတင်ပေးမှာတော့ကျွန်တော်အတစ်ဖြတ်တည်းထင်းနေလို့ဆိုလို့ဒီပုံစံလေးကဒါနေပြီးတော့ကဟိုတယ်တစ်ခုကပြန်လာတဲ့အနေထားပါတော့ပြောပါလိမ့်မယ်ပြပြန်လိုက်ညာပြန်လိုက်နဲ့နေပြီးတော့ဟိုတယ်သွားပြောဘူကင်မှာသွားကြည့်တို့နာမည်ရှိပါသေးတယ်ဒီပုံလေးပါဒီဆိုင်ကလေးကတော့တစ်ချိန်အတူတူနေအောင်စီးခဲ့တဲ့ဆိုင်ကလေးပေါ့နော်အခုတော့နောက်သူနဲ့ဖွာပြီးနေပါပြီကဲဒါတော့အလုံးပြချင်နေတဲ့နောက်ဆုံးညင်ခွင်းလေးပါတနေ့ကုန်လူသွားလာထားတဲ့ညင်ခွင်းကိုပြချင်လို့ဒီချိန်ထိယူထားဖြစ်ပါတယ်ဘုံကုန်းဆက်ဒီကုန်းဆက်လောက်နေပါတယ်မမတော့မဟုတ်ပြီမယ်ဘိုင်ဘိုင်အခုခေတ်ကအိမ်တော်ရင်ဖောက်ပြန်နေတဲ့ဖြစ်ပါအခုမျိုးသမီးကတော့ဒါရေးစားဟောင်းနဲ့ပြန်ပြီးတော့တွဲနေတာပဲဖြစ်ပါတယ်ခင်ဗျာအခုကရေးစားဟောင်းနေနဲ့ပြန်တွဲတယ်ရေးစားဟောင်းနေရတယ်လက်ခံတယ်ခေတ်ကဒီလိုမျိုးဖြစ်နေပါတယောက်တည်းမလုံလောက်တဲ့ဖြစ်ပါခင်ဗျာဒါယောက်ျားလေးရောမိန်းကလေးရောဖြစ်ပါတယ်ယောက်ျားလေးတွေကလည်းတယောက်တည်းနဲ့လုံလောက်တဲ့သူကနေတယ်မိန်းကလေးတွေကလည်းတယောက်ထင်းနဲ့လုံလောက်တဲ့သူကလည်းနေပါတယ်